ဟုတ်ကဲ့မင်္ဂလာပါခင်ဗျကျွန်တော်ကတော့ကုမဲမြို့မှာတာဝန်ထမ်းဆောင်နေတဲ့မင်းမော်ကုမ္ပဏီမှာကွင်းစင်းဝန်ထမ်းကျွန်တော်မောင်ကျော်နိုင်လည်းပဲဖြစ်ပါတယ်ခင်ဗျအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့မြေသားမြို့နယ်ပွဲလုံးကျော်ကြီးရွာမှာကျွန်တော်တို့မင်းမော်ကုမ္ပဏီပေါင်းစီအသုံးပြုထားတဲ့ကျွန်တော်တောင်သူရှိကိုတွားရောက်မင်းမြတ်မှာပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့လိုက်ခဲ့ပြီပါဟုတ်ကဲ့မင်္ဂလာပါကိုဟုတ်မင်္ဂလာပါဟုတ်ကဲ့အခုနာမည်လေးနဲ့နေလိပ်စာလေးမိတ်ဆက်ပေးပါဦးခင်ဗျကျွန်တော်ကိုအောင်ဖြစ်ပါတယ်နေရာတော့မြေသားမြို့နယ်ပွဲလုံးကျော်ကြီးရွာမှာနေပါတယ်ဟုတ်ကဲ့ကိုဟုတ်အခုအနေနဲ့အခုကျွန်တော်လမ်းကင်းကိုရောက်ရှိတဲ့အခါမှာအခုအနေနဲ့ပေါင်းဝင်းများကိုရှင်းလင်းပြီးတော့ပေါင်းပင်နဲ့မတွေ့ရတာကိုတွေ့ရပါတော့အဲ့လိုရှင်းလင်းတဲ့အခါမှာအခုအနေနဲ့ဟိုဗာစင်းများသုံးထားတယ်ကိုကျွန်တော်သိချင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့မင်းမော်ကထုတ်တဲ့နှမ်းငင်းပေါင်းစီကိုသုံးတာပါဟုတ်ကဲ့ကိုဟုတ်ကဲ့အခုအနေနဲ့သုံးတဲ့အခါမှာရောဟိုနှုံသားကိုဘယ်လောက်စီနှုံနဲ့သုံးရပါတယ်ခင်ဗျကျွန်တော်တို့ဒီနှမ်းငင်းပေါင်းစီကို80ပဲထည့်ပြီးသုံးထားပါဟုတ်ကဲ့ကိုအခုလိုအသုံးပြုတဲ့အခါမှာရောအရင်နှစ်တွေအခုနှစ်မှာရောအခုပေါင်းပင်ကိုဘလို့အရင်နှစ်ကဘလို့ပေါင်းပြဿနာအခက်အခဲတွေရှိခဲ့တယ်လေခင်ဗျရှိခဲ့ပါမတူပါဘူးမနစ်ကဆိုရင်ပေါင်းနေတာပေါက်ပါတယ်ဟုတ်ကဲ့ကိုပေါက်တာတော့တော်သီးပြူလို့ဟုတ်ကဲ့ကိုဟိုဒါမျက်ရှင်လို့ဇိန်းလို့ငုံညင်းလို့ဟုတ်ကဲ့ဟုတ်အဲ့ပေါက်ပါတယ်ခုလက်ရှိမှာတော့ဒီမင်းမော်ကထုတ်တဲ့နှမ်းငင်းအဲ့ပေါင်းစီကိုသုံးတဲ့ခါမှာတော့ကိုလိုနေတဲ့အတိုင်းပဲပေါင်းတော်လေးကိုတည်တာပါဟုတ်ကဲ့ပါကိုဟုတ်ကဲ့ဟုတ်အဲ့ဒီချိန်မှာအခုအနေနဲ့ပေါ့နော်ဒီတို့မင်းမောင်ကထွက်ရှိတဲ့နှမ်းငယ်ပေါင်းစီကိုအသုံးပြုတဲ့အတွက်အခုအနေနဲ့ရောဘလို့အကျိုးတရားမှုတွေရှိသွားတယ်ကိုကျွန်တော်တို့နည်းနည်းပါးရှင်းပြပေးပါဦးခင်ဗျာရှိပါတယ်မနေ့ကတော့ပေါင်းနေတာပါလို့ကုန်ကြမှုတော်ကုန်ပါတယ်ဟုတ်သမားရတယ်ဒီနေ့ကျတော့နှမ်းငယ်မင်းမောင်ကထုတ်တဲ့နှမ်းငယ်ပေါင်းစီကိုသုံးတဲ့ခါမှာလူသမားရတယ်ကုန်ကြသိတော်တက်တာပါဟုတ်ကဲ့ပါကိုဟုတ်ကဲ့အဲ့ဆိုရင်အခုအနေနဲ့ရောပေါင်းသူတွေဒီပေါင်းပြဿနာအခက်အခဲဖြစ်တဲ့အခါမှာဒီလိုဆေးကိုအသုံးပြုတဲ့အတွက်အခုအနေနဲ့ဟိုအကျိုးတရားမှုတောင်းသူတွေကိုအခြားဒီဗီဒီယိုကြည့်နေတဲ့အအခြားတောင်းသူတွေရောဘလို့အကြံဉာဏ်များပေးခဲ့ပါလဲခင်ဗျကျွန်တော်အနေနဲ့ကြံဉာဏ်ပေးချင်တော့ကျွန်တော်လူပဲပေါင်းနေပါမနိုင်ဘူးကျွန်တော်ဒီမင်းမော်ကထုတ်တဲ့နှမ်းငယ်ပေါင်းစီကိုရွေးသုံးနေချင်ပါတယ်ဟုတ်ကဲ့ကိုဟုတ်ကဲ့ပါအခုလိုကျွန်တော်တို့ဆေးဟိုရိုးကြီးနဲ့အခုစသုံးနေပေါ့နော်ဒီနေ့မှာရိုးကြီးနဲ့စသုံးပေးတဲ့အတွက်ကိုအောင်လည်းကျွန်တော်ကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်ကိုစားကျွန်တော်မင်းမော်ကုမ္ပဏီမှာထုတ်လုပ်ပြရှိတဲ့မင်းမော်ကုမ္ပဏီရဲ့ကျွန်တော်ဝန်ထမ်းတွေရဲ့ကိုလုံးကျေးဇူးထူးပင်သိရှိပါတယ်လို့ပြောကြပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ကျေးဇူးတင်ပါတယ်မင်းမော်ကုမ္ပဏီကဝန်ထမ်းတွေရောမင်းမော်ကထုတ်တဲ့ဒီနှမ်းငင်းပေါင်းစီကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောကြခဲ့ပါဟုတ်ကဲ့ပါ